Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ GC Korea နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ရောက်တဲ့ရရပေါ့နော်ဟိုထွေးထူးဘာကြောင့်မှမရှိပါဘူးပြောကြရတယ်ဒါပေမဲ့ကျွန်တော်ခုလှုပ်ဖြစ်နေတဲ့အပင်ကန်လေးပေါ့ဆိုင်မှာလှုပ်ဖြစ်နေရလေးတွေကိုကျွန်တော်ချေရတဲ့ customer တွေနဲ့ညီကိုဝါသနာတူညီကိုမောင်မတွေဟိုပြန်လည်ပြောပြချင်တော့ဒီ video လေးတင်ဆက်လိုက်တာဖြစ်ပါတယ်အခုဒီဟာလေးကတော့ကျွန်တော်စိတ်ထင်20ရက်20အစိတ်လောက်တော့မဟုတ်တလားလောက်ဝင်ရင်ရှိပြီပေါ့နော်ကျွန်တော်ဒိတ်ကတော့ကျွန်တော် personal account မှာပဲ day 1 date ကိုတင်တာဆိုတော့ကျွန်တော်လည်းမမှတ်မိဘူးဒါဆိုကျွန်တော်3ချိန်လောက်ကျွန်တော်ဟိုညက်တီညက်တော့ညက်ပြီးသွားပြီပေါ့နော်အရင်ကြီးတော့ကျွန်တော်လည်း stem plan တွေအကုန်လုံးရဲ့ ID တွေတော့ကျွန်တော်မသိဘူးဒါပေမဲ့သိအောင်တော့လုပ်ထားတယ်ပေါ့နော်ဒီမှာရှိမှဆိုကျွန်တော်တို့ဟို ribbon green လေးတွေရှိတယ် carpet အနေနဲ့အတိအကျ train ရမှာပေါ့နော်ကျွန်တော်လည်းပွင့်နေပြောလို့ရှိရင်တိတ်မရဲဘူး trim ကမကျွမ်းတာလည်းပါတယ် trim တာပညာပါတယ်เนาะကျွန်တော်တို့ fighter ထက်ပညာပါတဲ့ဟာပေါ့เนาะကျွန်တော်ရောအားလုံးလည်းသိကြမှာပါ Lobelia ရှိမယ်ပြီးတော့ဒီမှာ hygrophila div formis ပေါ့เนาะပြီးတော့ဒီမှာ AR variegated တွေကတိတ်မဖြစ်ဘူးကျွန်တော်အရှိမညှက်ပြီးညီကြီးမှသွားဆိုင်တော့ဖြစ်တယ်အဲ့ဒါတွေကစောင့်ရမယ်ပေါ့เนาะဒါတွေကနောက် Nisia golden လေတက်တော့တက်လာတယ်ဒါပေမဲ့တိတ်မဖြစ်ဘူးကျွန်တော်ထက်ကျွမ်းတဲ့ညီကိုတွေပြောတာတော့နည်းနည်းကြာတယ်ပေါ့နော်စောင့်အောင်ပဲပေါ့နော်အဲ့လိုမျိုးကြီးရှိပါတယ်ဒါလေးကတော့ကျွန်တော်ဆိုင်မှာ fresh cut ပေါ့နော်ဟိုလက်လက်ဆန်းဆန်းညှက်ယူပြီးအောင်လို့ရအောင်ကြီးဝယ်ပြီးတော့စိုက်ထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီမျိုးလေးတွေကိုလည်း support လုပ်ပေးတဲ့ကျွန်တော်တို့ဟိုတန်လင်ဘက်ကကျွန်တော်တို့ဝါသနာတူညီကိုတယောက်ကလည်းဒါ support အများကြီးလုပ်ပေးထားတယ်ပေါ့နော်သူရှိကဈေးသက်သာနဲ့သူလုပ်ပေးတယ် image အပင်လေးတွေပေါ့နော်ဒီရေအောက်ဖောင်နေမဟုတ်ဘူးရေပေါ်ဖောင်နေကြီးပဲဟိုတီးတဲ့ကျွန်တော်တို့စဆိုင်ထားတာပေါ့ဒါလေးကကျွန်တော်အကျဉ်းမြင့်တော့မယ်ဆိုတလားဝင်းကျင်ရှိပါပြီကျွန်တော်3ချိန်လောက်တော့ကျွန်တော်ညှက်ပြီးသွားပြီပေါ့နော်ဒါလေးက3မီတပီခွဲပါတကယ်ကိုမြန်မာလူကြီး3မီတပီခွဲကန်ရမှာပေါ့နော်ဒီကန်လေဒါကျွန်တော်ရဲ့တကယ်ကိုဟိုဒိတ်ကြီးအားပေးတဲ့ customer တယောက်လက်ဆောင်ပြန်ပေးထားတာဒီ M2 မီကလည်းဒိတ်ကြီးဝယ်ပေးထားတဲ့ customer တယောက်ပဲလက်ဆောင်ပြန်ပေးထားတာပဲပေါ့နော်ကျန်တာလေးတွေကျွန်တော်လိုအပ်တဲ့ဟာလေးကျွန်တော်ဖြည့်ပါတယ်ဒီ fader တွေကစတချို့ဟာတွေဆိုကျွန်တော်လက်ဆောင်ရထားတွေဖြစ်ပါတယ်ကျွန်တော်ဒီကန်လေးလောက်ရတော်တော်လေးဟိုဝမ်းသာအားရဖို့ကောင်းပါတယ်ဒါကျွန်တော်မေတ္တာနဲ့ပြန်ပြီးတော့လက်ဆောင်ပြန်ပေးရပေါ့ကျွန်တော်ဝါသနာပါတယ်ဆိုလည်းသိရလှုပ်ချင်တာလှုပ်လို့ရအောင်ဆိုပြီးပြန်ပေးတာပြီပေါ့နော်ဒါလေးကတကန်ပေါ့ခုကတော့နောက်တကန်ရှိမယ်ဒီကန်ကကျွန်တော်ခုလောလောဆယ်ဒီနေ့ပဲနည်းနည်းလေး gray berry ပိုင်းတန်ရှင်းလုပ်တယ်ကျွန်တော်မီးလေးတစ်ချက်ထိုးလိုက်အောင်ဒီကောင်ကကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတော့လောလောဆယ်ကျွန်တော်အလွယ်ပြောလို့ရှိရင် UFO မီ35ဝက်3လုံးပေါ့နော်35ဝက်3လုံးအရင်တော့က Iguazu တို့ Equinodoras Red Rubin တို့စုံစီနှပါးကြီးစိုက်ခဲ့မှုတဲ့ကံပေါ့နော်ဒီမှာအဖြူစီးစွာကြီးပဲကျွန်တော်အထူကြီးထည့်ထားတာပေါ့နော်ဒါပေမဲ့ဒီကန်ကိုကျွန်တော်ပြောင်းလိုက်တယ်အပင်တွေကိုပြင်လိုက်တယ်ကန်ရဟာလာဟင်းင်းဖြစ်သွားတယ်ကျွန်တော်မှဒီ grey berry ဂျားတွေကစွိုင်းနဲ့ grey berry ဂျားတွေမှာရှိတဲ့အနည်းအမှုန်တွေဒီနေ့ special စုပ်ထားတယ်ပေါ့နော် grey berry cleaner နဲ့ကျွန်တော်တို့အပင်ကန်တွေမှာဆရာကြီးလောက်တာမဟုတ်ပါဘူးဒါပေမဲ့လည်းလူပဲဝေမျှနေကြဆိုကြုံလုံးပြောပြတာဒီ grey berry ဂျားတဲ့သို့မဟုတ်ဒီစွိုင်းတွေဂျားထဲမှာရှိတဲ့ဟာတွေအမှုန်တွေပေါ့နော်အပင်အကျွင်းကြံနေရနေကြေသွားတာရှိတယ်အစာရဲနေကျွေသွားတာရှိတယ်ငါးညစ်ကြီးတွေစုအောင်နေရှိတယ်အဲ့ဒါလေးတွေကပုံမှန်ပေါ့ရေတယ်လို့ရှိရင်ဒီဂျားတွေထဲကနေပြီးတော့အဲ့ grey berry cleaner လေးနဲ့စုပ်ထုတ်ခွင့်ရလို့စုပ်ထုတ်မယ်ဆိုရင်အပင်ကန်ရဲ့ကျန်းမာရေးအတွက်အများကြီးကောင်းပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်လည်းဟိုရှောက်လေးလိုက်နဲ့2 hour Aquarius ပေါ့နော်သူတို့ဒီ YouTube မှာနာမည်ကြီး channel ပါပဲအားသေးလည်းထုတ်တယ်သူပိုင်ရှင်ကိုယ်တိုင်ပေါ့ဒီဟာကိုသူတို့ဟိုမဖြစ်မနေလောက်ကြပါတယ်ဆိုပြီးပြောထားရှိပါတယ်ပေါ့အဲ့လိုဒီလို grey berry တွေက grey berry နဲ့ဒီ swine ကြားထဲမှာဒီကျွန်တော်ကတော့ swine ပုံမှာ grey berry ခင်းထားတာဆိုတော့ဒီ grey berry ကြားထဲပေါ့နော်အဲ့လို grey berry clean အောင်နှစ်လိုက်တယ်ပြီးရင်ကြောက်တရပြန်ကြသွားမယ် swine တွေပြန်ကြသွားမယ်အမှုန်တွေကပါသွားမယ်ပေါ့နော်ဒါအားလုံးသိပါတယ်မသိတဲ့လူတွေသိအောင်ကျွန်တော်ပြောပြပါအဲ့အမှုန်တွေကိုရှင်းပေးတာလေအပင်တွေရဲ့ကျန်းမာရေးအတွက်အရန်ကောင်းပါတယ်ပေါ့နော်ဒါကအခုနောက်လာမဲ့တစ်ပတ်အတွင်းမှာကျွန်တော်နောက်ထပ်ဒီလိုမျိုး farm ကန်တကန်ထပ်လုပ်မှာပေါ့နော်ဒါလေးလေးကျွန်တော်မျိုးမတူတာလေးတွေအဲ့လိုပဲညှက်ရောင်းလို့ရအောင်ဆိုပြီးကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါတယ်အစင်ပြောင်းတော့ကြိုးစားနေပါကျွန်တော်ဒီ UFO မီ3လုံးနဲ့တော့တိတ်တော့စိတ်တိုင်းကြားရတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်လိုအပ်ရင်တော့လေ Rosin ဖြူပြမီးနှစ်ချောင်းပေါ့အနောက်မှာတစ်ချောင်း
အရှိမတစ်ချောင်းထပ်တက်မယ်ပေါ့နော်ဒီလိုမျိုးပဲဒါဆိုရင် Rosing WRPG မီနှစ်ချောင်းထပ်တက်ထားတာပေါ့နောက်မှတစ်ချောင်းရှိမှတစ်ချောင်းစဉ်းစားထားပါတယ်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပေါ့ကျွန်တော်လည်းပွင့်နေမျိုးလို့ရှိရင်အရန်ကောင်းတဲ့မီတွေသုံးကျင်ပါတယ်ခုအရန်သုံးကျင်ပေမဲ့လို့ဆိုကျွန်တော် customer တွေကိုရောင်းပေးဖို့တောင်မှမနှဲရှာပြီးတော့စီစဉ်ပြီးဝယ်နေရတဲ့အချိန်ဆိုတော့ကျွန်တော်ဆိုင်မှာတော့ကျွန်တော်သုံးဖို့အတွက်တော့ကျွန်တော်လည်းလို့ဆိုအဆင်မပြေသေးပါဘူးပေါ့နော်ဒါတော့လက်ရှိကျွန်တော်လုံနေတဲ့ဟာလုံဖြစ်မဲ့လုံမဲ့ဟာတွေပြောပြတာပေါ့နော်ဒီဟာကြတော့ဒီမှာအရင်တော့ Madagascar Lace တို့ Echinodorus Red Ruben တို့နောက်ပြီးတော့ Echinodorus Uruguayensis တို့ပါတော့အဲ့အပင်တွေပေါ့နော်နောက်ပြီးတော့ Echinodorus Rose ပေါ့အဲ့အပင်တွေရှိတယ်ဒါပေမဲ့ခုတော့မရှိတော့ဘူးကျွန်တော်ဒီကန်ကိုရှင်းပလိုက်ပြီဆိုတော့ဒီကန်တစ်ခါတော့တော်တော်ကြီး stable ပြတ်သွားပြီးတော့ can stable ပြတ်သွားပြီးတော့တလားကျော်45ရက်လောက်ရေနောက်ဖူးတယ်နောက်ကျတော့အချိန်တန်တော့ပြန်ကြည်သွားတယ်ဘက်တီးရီးယားပျောက်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါလည်းကျွန်တော်သိရတဲ့လောက်ကတော့ကျွန်တော် root depth အနေနဲ့73ပတ်လည်တွေကိုထဲ့တာလက်လွန်သွားတယ်လို့ပဲကျွန်တော်ထင်ပါတယ်အဲ့တော့အဲ့ဒီတခါတော့ကျွန်တော်ရှင်းလိုက်တဲ့ထဲက soil က local soil ပေါ့နော်အဲ့ local soil တော့ကျွန်တော်ဟိုမှာအားလုံးတွေ့တိုင်းပဲအဲ့လို AG တိတ်ရပါတယ်local soil ကိုကျွန်တော်နောက်ကျရင်လုံးဆက်ရှိရလေးပြန်လုပ်မယ်ပေါ့နော်ကျွန်တော်ပြောတဲ့ Grave Cleaner တော့ဒီရနော်ကျွန်တော်ဒီနေ့ပဲဆိုင်ကနေတစ်ခုပြန်ဝယ်ပြီးကျွန်တော်စသုံးပါတယ်ဒါဒီနေ့ပဲစသုံးတာပါဒါ14000တန်လေးပါပေါ့နော်ဒါလေးကျွန်တော်ရောင်းခဲ့တာ3နှစ်ကျော်ပါပြီ3နှစ်နီးပါးလောက်ရှိပြီထင်တယ်ဒီနေ့မှကျွန်တော်လည်းစဝယ်ကိုယ့်ဘောက်ပြန်ဝယ်ပြီးသုံးတာပါဒါဆိုင်ကနေပြီးတော့အဲ့တော့ဒီကန်တွေကခုနကျွန်တော်ပြောခဲ့တဲ့ကန်တွေကအပေနေကုန်လုံးကဒီအောက်ကိုရောက်သွားပါတယ်ဒီအောက်ကကန်တွေကကြတော့အပင်တွေကခုနပြောတဲ့ Madagascar Lace ဟိုးနောက်မှာဟိုမှာအဲ့ပင်လေးတွေဒါလေးဆိုကျွန်တော်ပြတ်သွားလို့မနှဲပြန်ဆယ်ထားရတယ်ပေါ့နော်အစေအမြန်တယ်ပဲပြောမှာပဲဒါလေးတွေပြန်အဆင်ပြေလာပါတယ်ဟိုမှာအရွက်တစ်လေးတွေထွက်လာတာရှိတယ်ရွက်ဟောင်းလေးတွေကတော့အဲ့ black beard edge လေးတက်နေတယ်နောက်ပြီးဒီတကန်လုံးကလည်းကျွန်တော်အပင်တွေနှုတ်ရောင်းထားတာပါ cryptocurrency တွေ mother plane တွေဖြစ်နေမှာကျွန်တော်နှုတ်ရောင်းထားတယ်ဒီခုမြင်နေရတဲ့ cryptocurrency အပင်လေးတွေကကျွန်တော်တလုံးကမှပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှနေပြီးတော့ကျွန်တော်အသီးတယောက်ရှိရအပင်သမားတယောက်ရှိရနေရပြီးပြန်ပြိုးထားတာပေါ့နော် cryptocurrency ရှိရကျွန်တော်အရန်ကြိုက်တဲ့ Echinodorus Iguazu ပေါ့အဲ့ဒါတွေရှိမယ်အဲ့ဒါတွေကတော့ကျွန်တော် favorite ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့အားသိမရပါဘူးဒီကန်ကိုလည်းဒါပေမဲ့ဒီကန်တွေကအဆင်ပြေပါတယ်အဲ့လိုဘက်တီးရီးယားပျောက်သွားတာတို့ဘာလို့ဘလုံးသွားတာတို့မရှိခဲ့တဲ့အတွက်ခုလည်းအဆင်ပြေနေပါတယ်ပေါ့နော်ဒါပေမဲ့ခုနကပြောဆိုကန်ကတက်တန်းနည်းနည်းကြာနေပြီဖြစ်တဲ့အတွက်black beer edge လေးတွေဟိုတက်တီတက်လေးတက်ပါတယ်အဲ့လိုမျိုးရှိတယ်ဒီမှာကျွန်တော်တချို့ Nubius လေးတွေရှိတယ်ဒါတော့ကျွန်တော်မီးဖို့ဒီ red ရှိတယ်ဒါကြီးဆိုကျွန်တော်မော်လမြိုင်ကကိုပညာစီကနေရတာအပင်ကြီးပေါ့နော်လမ်းဝယ်ထားတာအဲ့လိုမျိုးနောက်ပြီးတော့အဲ့ cryptocurrency ရှိတယ်အဲ့အပင်နာမည်ရတယ်ကျွန်တော်10ခါကျရင်10ခါမေးတဲ့အပင်ဆိုတော့ခုတော့ balance ဆိုလားမသိဘူးအဲ့ cryptocurrency အဲ့အပင်တွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကဒါကျွန်တော်ခုနောက်ထပ်တက်လာမဲ့အုပ်တွေပေါ့ဒါတွေကပြိုးထားတဲ့ဟာလေးတွေကျွန်တော်ရိုက်ပြတာပါလက်ရှိဒါလေးကျွန်တော်လုပ်နေပါတယ်ပေါ့နော်အပင်ကအသေးလေးတွေကတော့ပုံမှန်တိုင်းပဲအားရှိတစ်ခါပေါ့အဲ့လိုမျိုးတော့လုပ်နေတာတွေရှိပါတယ်ဒါတော့လက်လောကျွန်တော်ခုဆိုင်မှာကျွန်တော်ဆိုင်ရဲ့ဟိုပါပေါ့အပင်ပြိုးကန်ပေါ့နော် farm tank မဲ့ခေါ်မှာပေါ့အဲ့လိုမျိုးလုပ်ထားတယ်ကျွန်တော်ပြတာပါဒီအပေါ်ကန်ကြီးကတော့ဘာလို့အမှန်လည်းမသိဘူးစိတ်တော်တော်ညစ်ပြီးတော့ကျွန်တော်အဲ့လိုကန်ကြောင်ကြီးလုပ်လိုက်ရတာပေါ့နော်ဒါပေမဲ့လည်းမတတ်နိုင်ပါဘူးလို့ပဲဒါလေးကြည့်ပြီးတော့အမောဖြစ်ရတာပေါ့နော်ဒါကျွန်တော်ကန်လေးကသိလှလွန်အားကြီးလို့ကောင်းလွန်အားကြီးနေလို့ကျွန်တော်ပြနေတာမဟုတ်ပါဘူးဒါပေမဲ့ဘာပဲပြောကျွန်တော်စိတ်ချမ်းသာရပါတယ်မြင်ရတဲ့လူတွေလည်းစိတ်ချမ်းသာရပါတယ်အဓိကကျွန်တော်ရဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒါပါပဲပေါ့နော်โอเคဒါဆိုရင်ကျွန်တော်အခုဒီကန်လေး site ဖြစ်သွားခဲ့တယ်ဆိုလဲဖြစ်နိုင်ကျွန်တော် day 1မှာတည်းကကျွန်တော်ဗီဒီယိုလေးတစ်ခုနဲ့ကျွန်တော်အားလုံးရိုက်ပြထားပါအောင်မယ်ဒါမှemail အစားဆိုင်ရနေပြီးတော့ပြီးရင်ပြောင်းလဲတာလေးတွေပိုသိအောင်ပေါ့နော်โอเคအဲ့ဒါဆိုတော့ကျွန်တော်တို့အထွေထူးအများကြီးဘာမှပြောစရာမရှိပါဘူးကျွန်တော်အားလုံးသတိရလို့ဒီဗီဒီယိုလေးကိုတင်ဆက်တာဖြစ်ပါတယ်ဒီအပင်လေးဒီကန်လေးလည်းကျွန်တော်အဝေးမှာမှားနေတဲ့သူတွေမြင်ရအောင်ကျွန်တော်သို့မဟုတ်ရန်ကုန်လူတွေဆိုလည်းဆိုင်အောင်မရောက်ဖြစ်တဲ့သူတွေမြင်ရအောင်ကျွန်တော်ညီကိုတွေဝါသနာသူတွေမြင်ရအောင်ရိုက်ပြတာဖြစ်ပါတယ်โอเคအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ JC Square ကနေပြီးဆုမကောင်းတောင်းလိုက်ပါတယ်တတာ